အောင်မြင်မှုကမတက်မတာဖြစ်စေတဲ့ဆုံးဖြတ်ချက်ချတတ်တဲ့လူတွေဘက်မှာပဲနေတယ်တဲ့ဒီနေ့ day 8ဖြစ်ပါတယ်အကျိုးရှိနိုင်မဲ့မတက်မတာဆုံးဖြတ်ချက်တွေကို strong ဖြစ်ပြီးချနိုင်ဖို့မနက်မှာမတက်မတာနဲ့ပဲဂျင်မှာတွန်းကန်ကန်တွန်းဒီနှမျိုးနဲ့ပဲမျိုးစုံလုပ်ပြီးတော့ကျွန်တော်ရဲ့နေ့ကိုစားတယ်ကိုယ့်ရဲ့တိုးတက်မှုတွေကို track လုပ်တယ်ဒါကမတက်မတာတွေကိုကြော်ဖြတ်ပြီးရထားတာပါကျွန်တော်တို့ကဘာကြီးကဓာတ်တွေနဲ့ပေါင်းဖွဲ့ထားလို့ဒီဓာတ်တွေကိုကိုယ့် body နဲ့ထိတွေ့ပေးတယ်ဆိုရင်တဘာဝနဲ့ပိုပြီးနီးစပ်လာမယ်စိတ်ကြည်လာပြီးတော့တဘာဝရဲ့အသေးစိတ်မှာပဲပျော်ရွှင်မှုတွေရှာတတ်လာမယ်ကိုယ်ခန္ဓာပိုပြီးနိုးချလာအောင်9မိနစ်အတွက် ice bath ပါယူတယ်အေးတာကလန်းဆန်းစေတယ် focus ကြည်စေတယ်အလုပ်လုပ်ဖို့ကတော့ကျွန်တော်တို့ရှောင်လွဲလို့မရပါဘူးအလုပ်ကြိုးစားဖို့လိုတယ်တစ်ခုခုမှာ consistency နဲ့ skill ကိုမြင့်တင်ပြီးတော့မရအောင်လုပ်မှပဲဒီကဘာကြီးမှာ okay လောက်ဖြစ်မှာနေ့လယ်မှာအခုလုပ်နေတဲ့ project အတွက် interview တွေယူတယ်ဘာသာစကားတစ်ခုအများတန်းလေ့လာပါတယ်အတွေးခေါ်ကောင်းရှိတဲ့လူတွေနဲ့ socialize လုပ်တယ်တချို့ interview ဖြေတဲ့လူတွေက company ရဲ့စီကံချက်ကိုမဖက်ပဲနဲ့လာကြတယ်ဒါကတော့တက်ရောက်မှုမရှိဘူးလို့ပြောရမှာပေါ့ idea တွေပေါ်မှာအလုပ်လုပ်ဖို့ထပ်ပြီးတော့မှ finalize လုပ်တယ်အမှုပညာက creativity ကိုမြင့်တက်စေတဲ့အတွက်အမှုပညာကိုလည်းလေ့လာနေပါတယ်အမှုပညာတွေမဟုတ်ပါဘူးကိုယ့်ရဲ့ life ရဲ့အကန့်တိုင်းမှာအကောင်းဆုံးဖြစ်ဖို့ကအစင်မပြတ်စတိုက်လေ့လာနေဖို့အရေးကြီးတယ်ဆိုတာကိုလည်းသိဖို့လိုတယ်ဒါကတော့ day 8ဖြစ်ပါတယ်